အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာညချမ်းပါဟွာပေါ့ကျွန်တော်ချင်းလူမျိုးတွေပေါ့နော်ချင်းလူမျိုးတွေထဲမှာချင်းလန်းခေါင်းစီ CNA CNF ရဲ့ lobby တွေဘောမာတွေဟာလာချက်မပြီးတဲ့ကောင်တွေချင်းအချင်းကြတော့ဟိုမှာဝေဖန် CB မကောင်းကြောင်း CB ကဟိုလိုဖြစ်တဲ့ဒီလိုဖြစ်တဲ့ဟာလာအမျိုးပြောနိုင်ကြတယ်ပစကမဟုတ်ရင်တော့ AA ကဘာဖြစ်တဲ့ညာဖြစ်တယ်ပေါ့စစ်ကောင်စီကလာပြီးမှဘုံလာကျဲလာတိုက်ခိုက်တေးသွားတယ်စစ်ကောင်စီကဒီလောက်ချင်းပြည်သူမျိုးသုံးအောင်အထိတက်ဖြတ်နေတဲ့ဟာကြီးတောင်မှမပြောရဲကြဘူးပစတ်နဲ့ဘယ်သူမှမအော်ရဲဘူးအဲ့ CNA ဘောမာတွေကျွန်တော်ပြောနေတယ်အမြဲတမ်းမင်းတို့နေတဲ့စခန်းကိုဘုံလာကျဲမှာပဲခင်ဗျားတို့ကပစဟမလားစစ်ကောင်စီရဲ့ရုပ်လုံးချက်ကိုဘာဖြစ်လို့မရုပ်ချရဲကြတယ်လဲကိုလူမျိုးအချင်းချင်းရန်တိုက်ပေးဖို့ကိုလူမျိုးအချင်းချင်းပြဿနာဖြစ်ဖို့ကြတော့ခင်ဗျားတို့အယံပြောတတ်တယ်ဟာလားမဟုတ်တဲ့နေရာမှာဟိုအေးဒီလိုဖြစ်တယ်ချစ်နီနောင်ကဒီလိုဖြစ်တယ်ဟိုလူကဒီလိုဖြစ်တယ်ဟာလားအမျိုးဒါမျိုးကြတော့ခင်ဗျားတို့ပြောတတ်ကြတယ်မင်း online ကရဲဆက်ချင်းလူမျိုးတွေဒီလောက်လေရင်နဲ့ချိန်ဘုံကျဲတယ်တက်ဖြတ်နေတယ်လူတွေနေတဲ့အိုးအိမ်တွေဟာလားဖြက်စီးနေတယ်ဒါကြတော့ဘာဖြစ်လို့ခင်ဗျားတို့မပြောရဲတယ်လဲခင်ဗျားတို့မှာဒါဦးနှောက်လေးမရှိဘူးလားအဲ့ဒါကြောင့်ကျွန်တော်တို့ကပြောရမင်းတို့ကမင်း online နဲ့ညှိသလားလို့အခုမင်းတို့စစ်တိုက်နေတာလဲမင်း online နဲ့ဟန်ပြစစ်တိုက်နေကြတာပဲထင်နေငါထင်တော့ဘာလို့လဲဆိုတော့ဟိုယွန်စစ်တို့အပွဲရှမ်းပြည်မှာနော် RCSS လာသူတို့အားလားသူတို့ဌာနချုပ်အထိတွားပြီးမှသူတို့ရဲ့ပါလာတီထောင်နဲ့နှစ်ပြည်ဆိုတာလားအဲ့မှာခမရတို့ CNF ပါတွားတက်တယ်ယွန်စစ်ကစစ်ကောင်စီကိုထောက်ခံနေတဲ့အဖွဲ NCO လက်မှတ်ထိုးတဲ့အဖွဲနဲ့ခမရတို့စစ်ကောင်စီကိုတော်လှန်ပါတယ်ဆိုတဲ့အဖွဲကတွားပြီးမှသူတို့ရဲ့ဟာလာသူတို့ RCSS တီထောင်နဲ့နှစ်အခါနာတော့တက်ကြတယ်အဲ့ကလေးနဲ့ကျွန်တော်ကရိတ်မိနေတယ်အဲ့ယွန်စစ်ဆိုတော့ဘင်းပရင်မဲအဲ့ဘင်းပရင်တွေနဲ့ခမရတို့တွားပေါင်းတယ်အဲ့ဒါမျိုးကြတော့ခမရတို့အော်ငါတို့ရဲ့အနာဂတ်အသက်ပူပေါင်းဆောင်ရမှုလုပ်ပါတယ်ဘာညာရှောက်ပြောနေကြတယ်အဲ့ဒါစစ်ကောင်စီရဲ့ဘောမတွေနဲ့ခမရတို့အတူတူတွားထိုင်နေတယ်အဲ့ဒါခမရတို့လည်းဘောမအဲ့ဒါကြောင့်အခုစစ်ကောင်စီရဲ့ချင်းပြင်းတွေကကျွန်တော်တို့လူတွေကျွန်တော်ချင်းလူမျိုးတွေဒီလောက်ရက်ဆက်ကျွန်တော်တို့အိမ်တွေဖြက်စီးတယ်ကျွန်တော်ချင်းလူမျိုးတွေတပ်ဖြတ်နေတယ်လေရင်နဲ့ဒီလောက်ဖြစ်ပြက်နေတာတော့ခမရတို့ပစက်မဟာရဲဘူးဆိုလို့ရှိရင်ခမရတို့ကလူမဟုတ်တော့ဘူးခမရသားတနီးမသေးလို့ခမရအိမ်မဖြက်စီးလို့ခမရဆွေမျိုးပါမဖြစ်လို့အဲ့ဒါကြောင့်ခမရတို့မပြောတာလားဟမ်ကျွန်တော်ချင်းပြတဲ့တောင်ပိုင်းဖက်ကလူတွေ CNA CNF ထောက်ခံပါတယ်ဆိုတဲ့လူတွေမင်းတို့တက်လုံးဒီချင်းပြတဲ့တောင်ပိုင်းဗျမလာတော့ဘဲနဲ့ဟိုးမှာထန်တလာမှာချင်းလုံးမျိုးမှာခမရတို့အဲ့မဘဝနီကုန်းချုပ်တဲ့အချိနေကြမလားတာလီရှင်းတွေးပင်ရတတ်ဆရာမလို့ဘူးလူလိုတွေးထပ်ဖို့ပဲလို့တယ်စစ်ကောင်စီကြတော့မဝေဖန်ရဲဘူးကိုချင်းလူမျိုးအချင်းကြိုင်ဆိုလို့ရှိရင်တော့ခမရတို့ရစားရမရှိအောင်ပြောနေကြတယ်ဒါယုံမကဘူးကျွန်တော်တို့ဆိုလို့ရှိရင်ပြောလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အတိုင်းဝိုင်းနဲ့ချင်းချောက်လိုက်ငါတို့မိသားစုပါထိခိုက်လိုက်အမျိုးနဲ့ခမရတို့ပြောနေကြတယ်မင်းတို့ရဲ့ပတ်ထွေးမင်း online ကြတော့ခမရတို့ဘာဖြစ်လို့ဝေဖန်ရဲတယ်လဲအဲ့ဒါမင်းတို့ရဲ့အမေလင်မလို့ဟာလားမင်းတို့ရောက်ခမကြီးဖြစ်လို့မင်းတို့မဝေဖန်ရဲတာလားဒီလောက်တက်ဖြတ်နေတာတော့ငါတို့ Facebook ပေါ်မှာကြည့်နေတယ်ဒါမျိုးကြတော့မဟာရဲကြဘူးချင်းလန်းခေါင်းစီလက်အောက်ခါနာလူတွေနဲ့လာပိန်တုံးတွေစောက်ယူတွေ
မင်းတို့လိန်စားဖို့တော့ပထမဦးဆုံးရှေ့ဆုံးကဟာလားပြောတော့ချင်းပြင်းနဲ့ချစ်တယ်ချင်းအမျိုးသားရေးအတွက်အမျိုးသားရေးသမားတွေတဲ့ချင်းအမျိုးသားချင်းပြင်းနဲ့ချစ်တော့ငါတို့ချင်းအမျိုးသားရေးအတွက်အလုံးလုံးတာနဲ့ဘာနဲ့ညာနဲ့စောက်ပိန်းတွေမင်းအောင်လာရတပ်ဖြတ်နေတဲ့အချိန်ကျတော့ဘာမှမပြောဘူးကိုလူမျိုးအချင်းချင်းတော့ကြတော့အပုတ်ချနေကြတယ်ကျွန်တော် online မှာမပြောတာနော်တလရှိတော့မယ်ကျွန်တော်ဗီဒီယိုလေးကြည့်မနေ့ကဗီဒီယိုတစ်ခုချန်ပီယံမှာမင်းအောင်လာရရုပ်မာတဲ့အကြောင်းပြောတယ်အဲ့တခုပဲဒီနေ့ရတယ်ဆိုလို့နှစ်ပုတ်ပဲတလကြောင်ရှိတော့မှထင်တယ်ကျွန်တော်ဗီဒီယိုလည်းမပြောတော့ဘူးနိုင်ငံရေးအကြောင်းဒီလောက်တိတ်ချင်းပြင်းတဲ့အကြောင်းလည်းတိတ်ပြီးမှမရေးဘူးမပြောဘူးကျွန်တော်တို့ကမင်းတို့ဘာလုပ်နေလဲဆိုတော့ကြည့်နေတယ်မင်းအောင်လာရဲ့ရုပ်မာရက်ဆက်မှုကြတော့ခင်ဗျားတို့မပြောနိုင်ဘူးမပြောရဲဘူးမင်းတို့ရဲ့ပတ်ထွေးမလို့လားဟာရှင်လည်းခေါင်းစီထောက်ခံနေတဲ့ CNC အဘောမာတွေမင်းတို့ဘေးအောင်လာရောကိုတစစ်ကိုကပ်ပြီးမလားတို့ချင်းအမျိုးသားနေဖေဖော်ဝါရီ20ရက်နေ့မှာဆိုမင်းအောင်လာရဲ့ဓာတ်ပုံကိုကပ်ပြီးမှလေးပြူကြဟာလားရှိခိုးပါရှိခိုးကြအဲ့တော့ချင်း